အခုပဲမြင်လာပါဒီနေ့ဆိုရင်တော့ကျဲခောက်ပြမှာပဲဖြစ်ပါတယ်ရောင်နေရတော့အပြာရဲ့ Oh my god အပြာရဲ့အနီရဲ့ဘာလို့ကျနော်အစိမ်းရဲ့ငွေရောင်ရဲ့ပြီးသွားရင်နောက်တစ်ခုရွှေရောင်ရဲ့ပေါ့နော်အဲ့လေးကိုကျဲခောက်ပြမှာပဲဖြစ်ပါတယ်ကျင်းစုံဒီလိုဂျိုလီရှိရင်လည်းရှိပါတော့မရှိရင်လည်းကျဲခောက်တော့တော့ဝယ်လိုက်ဒီနားဒါလေးဒီလိုလို့ပလဟင်တီယာကိုဒီလိုလေးပါနော်ဒါလေးကိုမှဒီအောက်ဒီထဲတဲ့ကိုဒါလေးကိုထည့်မယ်ထည့်ပါရင်ဒီလေးဆွဲလိုက်မယ်ဒီချာလေးဆွဲပါရင်ဒါလေးရလာပြီဆိုရင်ဒါဒီမှာထားပြီးရင်ဒီဘက်ကနေပြီးတော့သူ့အရာတိုင်းလေးခောက်သွားလိုက်ပါနော်သူ့ပုံစံတိုင်းမှာဟိုပတ်တိပတ်အဲ့လိုလေးပဲလောက်သွားလိုက်ပါနော်နင်းခဏလေးပါနည်းလေးမှားသွားလိုက်ဒါလေးပဲခောက်သွားလိုက်ပါနော်ဒီလိုလေးရသွားပြီဆိုလို့ရှိရင်ဒီကိုလက်သေးလေးဖြစ်လက်ဖြစ်လေးနဲ့ဒီကြားနဲ့ကြားလှုပ်လှုပ်ပြီးရင်ဒီကြားလေးကိုလှုပ်လှုပ်ဒီဘက်ကြားနဲ့ကြားကိုလည်းလှုပ်လှုပ်လိုက်နောက်ဆိုရင်ဒီလိုပုံစံလေးရသွားပြီနောက်လေးကိုပဲဒါလေးကိုထပ်လုပ်မယ်နောက်တစ်ခု好吧，那个。
နောက်တစ်ခုပါဒါတော့နောက်ဆုံးတစ်ခုပါနော်နောက်တစ်ခုဒီလိုမျိုးပုံစံလေးတွေရအောင်ဒီလိုမျိုးခဏနော်ဒီလိုမျိုးပုံစံမျိုးလေးရပါပြီဆိုလို့ရှိရင်တော့တငယ်ချင်းတွေဖြစ်ဖြစ်မနက်ဆောင်ဖြစ်ဖြစ်တခြားသူတွေအကုန်လုံးလည်းပြန်ပြီးတော့ပေးလို့ရအောင်အားလုံးတတာဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ like and subscribe လုပ်လို့ရအောင်အားလုံးတတာ